လုံးကန်ကြီးမှတဲ့ပုံကိုယ်တွေတောင်သူ့ရဲ့ခြေတော်ရင်းမှာခါစားရခဲ့တဲ့အထိသူ့ရဲ့အရက်ဒေတာမှာတကိုးကြီးထွားလာခဲ့တဲ့သူခြေရောက်နတ်ဖျားရှစ်ပါးရဲ့ဝိညာဉ်တွေနဲ့ချိတ်ဆက်ထားတဲ့နတ်ဖျားဆိုပြီးသူကိုယ်သူတင်စားခုံနေတဲ့မြမပြည်ဘွားကရင်တိုင်းရင်းသားပကံခေတ်ကအယူကြီးအဖွဲ့ဝင်တအုပ်ပုံစံမျိုးဖြစ်ပြီးတော့သူကိုယ်သူဇွတ်ခေတ်တဲ့နတ်ဖျားပါဆိုပြီးနာမည်ကြီးနေတဲ့ဖိုးတခေတ်ကိုတော့1988ခုနှစ်ဒီဇင်ဘာလ9ရက်နေ့မှာကရင်ပြည်နယ်ဖမ်းမြို့နယ်ကကြေးရွာလေးတစ်ခုမှာမွေးဖွားခဲ့ပါတယ်။သူ့ရဲ့နာမည်ချင်းဟာစောကျော်လှသွမ်းဖြစ်ပြီးတော့မွေးချင်း၄ယောက်တက်ကဒုတိယမြောက်သားပါ။2009ခုနှစ်မှာအထက်တန်းအောင်မြင်ခဲ့ပြီးတော့2014ခုနှစ်မှာရန်ကုန်အဝေးသင်တက္ကသိုလ်ကနေဥပဒေဘွဲ့ BA Law ရရှိခဲ့တဲ့ပညာတတ်လူငယ်တဦးလည်းဖြစ်ပါတယ်။ဘွဲ့ရပြီးချိန်မှာတော့သူဟာဥပဒေနဲ့တရားသူကြီးဖြစ်မဲ့လမ်းကိုရွေးချယ်ခဲ့ပဲခေတ်သစ်နတ်ဖျားဖိုးတကစ်ဖြစ်လာမယ်ရသေးလမ်းစဉ်ကိုပဲရွေးချယ်ခဲ့ကလှုပ်ဝက်စမ်းပြစွာနေထိုင်ကျသုံးခဲ့ပါတယ်။နောက်ပိုင်းမှာတော့ဖမ်းမြို့ရဲ့ဝေးလံခေါင်ပြတဲ့နေရာတစ်ခုမှာကိုပိုင်နေမြေတစ်ခုတီထောင်ခဲ့ပြီးသူ့ကိုယုံကြည်သူတွေကရှေးအောင်နတ်ဖျားရှစ်ပါးရဲ့ဝိညာဉ်တွေနဲ့ဆက်သွယ်နေသူဟုံးတကိုးရှင်တစ်ပါးလိုကိုးကွယ်လာကြပါတယ်။သူ့ရဲ့နေမြေထဲမှာနေထိုင်သူတွေဟာထူးဆန်းတဲ့စီကံတွေကိုတိုက်နာကြရပါတယ်။အမျိုးသားအမျိုးသမီးမကြွေးသပင်းရှိထားရခြင်းနဂတ်ပန်းစင်ရခြင်းဝိပ္ပုရရင်ကျင်းမှုကိုထိမ့်သိမ့်တာလို့ဆိုပေမဲ့တချို့ကတော့ဒါဟာအသိပညာနယ်ပါမှုကိုအသုံးချပြီးမှိုင်းတိုက်နေတာလို့ရှုမြင်ကြပါတယ်။မိတ်ဆွေတို့ကရောဘယ်လိုမြင်လဲ။ကျွန်တော်အမြင်ကတော့အသိပညာနယ်ပါပြီးလူတွေရဲ့ယုံကြည်လွယ်တဲ့စိတ်ကိုဖန်ဆာပြီးမှိုင်းတိုက်မှုတစ်ခုပဲလို့ထင်ပါတယ်။